အောင်မြင်မှုနဲ့ကြာရှုံမှုအဲ့ဒီနှစ်ခုကိုတကယ်တမ်းခွဲခြားထားတာကရည်ချင်းမဟုတ်ပဲကိုယ့်ရဲ့အမြင် perspective ဆိုရင်ဘယ်လိုလုပ်မလဲဒီလိုအမြင်တေးသေးလေးတစ်ခုကဘဝတစ်ခုလုံးကိုဘယ်လိုပြောင်းလဲသွားစေနိုင်လဲဆိုတာကို Simon Sinek ရဲ့အတွေ့အခေါ်တွေနဲ့အတူလေ့လာကြည့်ကြရအောင် Simon Sinek ကပြောတဲ့ကျွန်တော်တို့ကလေလောကကြီးကိုမြင်တဲ့ပုံစံတစ်မျိုးပဲရှိတယ်တချို့ကကြတော့ပန်းတိုင်အခွင့်အလမ်းကိုပဲရှင်းရှင်းလင်းလင်းမြင်နေတယ်ဒါပေမဲ့နောက်တချို့ကတော့အဲ့ဒီပန်းတိုင်ကိုတွားမရအောင်ကားထားတာတားစီအဲ့ဒီအုတ်တန်တိုင်ကြီးကိုပဲစိုက်ကြည့်နေကြတာမျိုးပါအဲ့ဒီအမြင်တစ်ခုကဘလောက်တောင်ကွာသွားနိုင်လဲဆိုတာကို Simon Sinek ကသူ့ရဲ့ဘဲကဲမုံဇလန်းလေးနဲ့ရှင်းပြတယ်သူကအခမအဝေနေတဲ့မုံဒီကိုပဲတွေ့တယ်သူ့တငယ်ချင်းကတော့ဘာကိုမြင်လဲရှေ့မှာပိတ်ရနေတဲ့ရှီလျားတဲ့လူတန်းကြီးကိုပဲမြင်တယ်ဆိုတော့တယောက်ကအခွင့်အရေးကိုမြင်ပြီးနောက်တစ်ယောက်ကအထားရှိကိုမြင်ခဲ့တာပေါ့ကဲဒီအခြေခံအမြင်ကိုနားလည်တော်ပြီဆိုတော့ထူးခြားတဲ့ဘဝတစ်ခုတည်ဆော်ဖို့အတွက်စိုင်းနဲ့ချောက်ပြထားတဲ့စီးမြင့်၅ခုကိုတစ်ခုချင်းစီဆက်လက်လာကြည့်ကြရအောင်ဟုတ်ပြီပထမဆုံးစီးမြင့်ဒါကတော့ခုနကကျွန်တော်ပြောခဲ့တဲ့ဘေကမွန်းဇလန်ရဲ့အသေးနှလုံးပဲအတားစီကိုပဲကြည်မနေပဲကိုလိုချင်တာကိုရအောင်ယူဖို့ဘလို့တက်ကြွစွာလှူရှားရမလဲဆိုတာပါပဲဒီစီးမြင့်ကရှင်းရှင်းလေးပဲကိုလိုချင်တာကိုရအောင်ယူပါလူတိုင်းတန်းစီနေတိုင်းကိုပါလိုက်စီနေဖို့မလိုဘူးဒါပေမဲ့အရန်အရေးကြီးတဲ့တစ်ချက်ကကိုလောက်ရကြောင်းတခြားတယောက်ရဲ့အခွင့်အရေးကိုတော့တော့မပိတ်ပင်မိဖို့ပဲကဲဒုတိယစီမံဒါကတော့ကဘာပေါ်မှာအချမ်းတန်းဆုံးအတော်ဆုံးလို့သတ်မှတ်ခံထားတဲ့ Navy SEALs တီစီကလာတဲ့သင်ခန်းစာတစ်ခုပါသူတို့ရဲ့ရွေးချယ်ရေး procreate ကနေလူသားတွေစွမ်းဆောင်ရည်အကြောင်းကိုဘာတွေသင်ယူနိုင်မလဲကြည့်အောင်အန်ကောဖို့ကောင်းတာက SEALs ရွေးချယ်ပွဲမှာအရင်ဆုံးထွက်သွားရတဲ့သူတွေကကျွန်တော်တို့ထင်ထားသလိုလူတွေမဟုတ်ဘူးဗျာကြက်သားတောင်းတောင်းတင်းတင်းနဲ့ကိုကိုတက်သေးပြတ်ချင်တဲ့သူတွေအလုံးမနှမြကိုသူများခေါင်းပေါ်ပုံချတတ်တဲ့ခေါင်းဆောင်ရောင်ဆောင်သူတွေတကယ့်ဘဝရဲ့စံတက်မှုကိုတခါမှမကြုံဘူးတဲ့နာမည်ကြီးအားကစားသမားတွေအဲ့ဒီလူတွေအားလုံးဒီချက်ဆက်တဲ့စစ်ဆေးမှုကိုမကြော်ဖြစ်နိုင်ကြပါဘူးအဲ့တော့တကယ်တမ်းဘယ်လိုလူတွေကစီးဖီလာကြတာလဲအဖြေကတကယ်ကိုအံ့ဩစရာကောင်းပြီးရိုးရှင်ပါတယ်တယောက်တည်းရဲ့ကြံ့ခိုင်မှုထက်အဖွဲလိုက်စိတ်တက်ကအနိုင်ယူသွားတာပဲတကယ်စီးဖီလာတဲ့သူတွေကဘသူတွေလဲဆိုတော့ကိုယ်တိုင်ပါအားမှမရှိတော့ပဲဒူးတုံနေတဲ့အချင်းမှာတော့ဘေးကရဲဘော်ကိုကုညီဖို့အားရင်ကိုမရမကပြန်ရှာနိုင်တဲ့သူတွေပါပဲ Navy SEAL တယောက်ကဒီချက်ကိုအကောင်းဆုံးအနစ်ထုတ်ပြောသွားတယ်သူကပြောတယ်ထိတ်တန်းစစ်တေတော့ဖြစ်ချင်းကိုဘဲဘက်ကလူနဲ့ညာဘက်ကလူကိုကူညီတဲ့နေရာမှာတကယ်ကိုတော်နေဖို့လိုတယ်တဲ့အောင်မြင်မှုဆိုတာတဦးချင်းအကြောင်းမဟုတ်ပဲအချင်းချင်းကူညီခြင်းအကြောင်းပါကဲစီမံနံပါတ်3ဒီတစ်ခါတော့ကဘာကလေးစားတဲ့ခေါင်းဆောင်ကြီးကြောင် Nelson Mandela ရဲ့အမျှော်အမြင်စီကနေသင်ခန်းစာယူကြရအောင်မနီလာရဲ့ခေါင်းဆောင်မှုပညာကသူ့အဖေစီကနေဆင်းသက်လာတာပါသူ့အဖေကမျိုးနွယ်စုခေါင်းဆောင်တွေရောက်ကောငငယ်ကမျိုးနွယ်စုအစည်းအဝေးတွေကိုသူတက်တဲ့အခါအချက်နှစ်ချက်ကိုသတိထားမိကြတယ်တဲ့အချက်ကအားလုံးကဆက်ဝိုင်းပုံထိုင်ကြတယ်နှစ်အချက်ကသူ့အဖေကအမြဲတမ်းနောက်ဆုံးမှစကားပြောတယ်နောက်ဆုံးမှစကားပြောတာကအစွမ်းထက်တဲ့အချက်နှစ်ခုရှိတယ်တစ်ခုကအဖွဲသားတိုင်းကိုသူတို့ပြောတာကိုတကယ်နားထောင်တယ်တန်ဖိုးထားတယ်လို့ခံစားရှိတယ်နောက်တစ်ခုကခေါင်းဆောင်ကိုယ်တိုင်အတွက်လက်ကို့အမြင်မချပြခင်မှာလူတိုင်းရဲ့အမြင်ကိုစူးစီးနားထောင်ခွင့်ရတော့တာပဲဒါဟာလေးစားမှုနဲ့ပညာဉာဏ်ကိုတပြိုင်တည်းရရှိစေတဲ့နည်းလမ်းပါဟုတ်ပြီစီးမြင်နာမလေးဒါကတော့တာဝန်ယူမှုနဲ့ပတ်သက်တယ်ဒီအကြောင်းကိုပိုနားလေတော့အောင်19ရာစုကတကယ်ဖြစ်ပြန်စေပညာလောကရဲ့ပဟေလီတစ်ခုကိုပြန်သွားကြည့်ကြရအောင်အဲ့ဒီချိန်တုန်းကအမျိုးသမီးတွေကလေးမွေးပြီးတည်ဆုံရတဲ့အဖြစ်တွေအများကြီးရှိခဲ့တယ်အဓိကတရားခံကဘာလို့လဲဆိုတော့တုံလုတ်ဆရာကောင်းလို့အောင်ပဲအသက်ကရမယ့်ဆရာဝန်တွေကိုယ်တိုင်ဖြစ်နေကြတာပါသူတို့ဟာမနက်ခင်းမှအလောင်းခွဲစိတ်ခန်းဝင်နဲ့ညနေကျတော့အဲ့ဒီလက်နဲ့ပဲကလေးတွေကိုမွေးပေးခဲ့ကြတယ်ပြဿနာရဲ့အရင်အမြတ်ကသူတို့ကိုယ်တိုင်ဖြစ်နေတာကိုလုံးဝမမြင်ခဲ့ကြပါဘူးဆိုတော့ဒီကြောက်ဆရာကောင်းတဲ့ဇလန်ကနေရလိုက်တဲ့သင်ငန်းစားကဘာလဲဆိုတော့ရိုးရှင်းပေမဲ့နည်းနည်းတော့နားခတယ်တခါတလေမှလေပြဿနာကကိုယ်တိုင်ပဲကိုလိုရတဲ့တာဝန်ယူရတဲ့တတ်တည်ရှိဖို့လိုပါတယ်ခေါင်းဆောင်မှုပုံစံနှစ်ခုဘယ်လောက်กว่าလဲကြည့်ရအောင် Four Seasons Hotel မှာ manager တွေကဝန်ထမ်းတွေကိုမင်းကိုကူညီဖို့ငါဘာလုပ်ပေးရမလဲလို့မေးတယ် Caesars Palace မှာတော့မင်းအလုပ်ကိုမန်အောင်လုပ်ရလားလို့စစ်ဆေးတယ်ပထမတစ်ခုကယုံကြည်မှုနဲ့ပံ့ပိုးမှုကိုတိစောက်ပြီးဒုတိယတစ်ခုကကြောက်ရွံ့မှုနဲ့ဖိအားကိုပဲမွေးထုတ်ပေးပါတယ်ရလာကတော့မိုးနဲ့မြေလို့ကွာတဲ့အလုပ်ပတ်ဝန်းကျင်ပါပဲကဲနောက်ဆုံးစီမံနေပါငါဒါတော့တော်တော်လေးကိုထီးရှားစေတဲ့သင်ခန်းစာအခုပါအမေရိကန်ကကိုကြီးခန္ဓာကဒုတိယဝန်ကြီးရောက်တဲ့ရဲ့နင်းချမှုနဲ့ပတ်သက်တဲ့ဇလန်းလေးတစ်ခုပေါ့သူကသူ့အတွေ့အကြုံကိုဒီလိုပြန်ပြောပြတယ်အရင်နှစ်ကကျွန်တော်ဒီနီလာခန်မှာပဲစကားပြောခဲ့တယ်အဲတော့ကယာရုရှိသေးတာပေါ့သူတို့ကကျွန်တော်ကိုလာပတဲ့ကြွေခွက်လေးနဲ့ကော်ဖီတစ်ခွက်တလေးတစားလာပေးခဲ့တယ်တဲ့
ဒါပေမဲ့နောက်နေ့မှာတော့သူယာဒူးကနေအနားယူသွားပြီအာဒီနီလာကန်ကိုပဲသူပြန်သွားတတ်တယ်ဒီတစ်ခါမှာတော့အရာအလုံးကပြောင်းပြန်ဖြစ်သွားရောဘယ်သူမှလာမကြိုးဘူးရှေ့ဆုံးနံပါတ်နေရမရှိတော့ဘူးကော်ဖီကိုလည်းဒီ styrofoam ခွက်နဲ့ကိုဘာသာကိုသွားထည့်တော့ခဲ့ရတယ်အဲ့ဒီမာတင်ဒူဟာကြီးမားတဲ့အမှန်တရားတစ်ခုကိုသဘောပေါက်သွားတယ်အရင်ကသူ့ရခဲ့တဲ့အကောင်းစားကြွေခွက်အဲ့ဒါကသူ့ကိုယ်သူ့နာမည်အတွက်မဟုတ်ခဲ့ဘူးသူထိုင်ခဲ့တဲ့ယာရုကလာထိုင်အတွက်ပဲချစ်ခဲ့တာလူတွေကသူ့ကိုလေးစားတာမဟုတ်ပဲသူ့ယာရုကိုလေးစားခဲ့ကြတာပါကဲဒီစင်မြင်ငါခုကိုခြုံပြီးကြည့်လိုက်ရင်ဒါတွေကဘဝနေထိုင်မှုပုံစံတစ်ခုအကြောင်းပြောနေတာကိုတွေ့ရပါမယ် Simon Sinek ကအရေးကြီးတဲ့ခြားနားချက်တစ်ခုကိုထောက်ပြတယ်။သူကဘာပြောလဲဆိုတော့ကိုမကြိုက်တဲ့အရာကျလို့မဆိုင်တဲ့အရာအတွက်အပင်ပန်းခံအလုပ်လုပ်ရတာကိုစိတ်ဖိစီးမှု stress လို့ခေါ်တယ်။ဒါပေမဲ့ကိုတကယ်ချစ်တဲ့အရာအတွက်အပင်ပန်းခံရတာကိုတော့ပြင်းပြတဲ့စိတ်ဆန္ဒ passion လို့ခေါ်ပါတယ်။ဒီနေ့ကျွန်တော်လေ့လာခဲ့တဲ့စီးမြင်၅ခုစလုံးဟာစိတ်ဖိစီးမှုလေးနဲ့ပြည့်နေတဲ့နေရာအစ passion နဲ့အလုပ်လုပ်နိုင်တဲ့ပတ်ဝန်းကျင်မျိုးကိုဖန်တီးဖို့အတွက်လမ်းညွှန်နေပါပဲ။ ဒါကြောင့်နောက်ဆုံးအနေနဲ့ကိုပြန်မေးကြည့်ဖို့မေးခွန်းတစ်ခုခြံခဲ့ခြင်းပါတယ်။ကိုယ့်ရဲ့ဘဝမှာရောကိုပတ်ဝန်းကျင်မှာပါဘယ်လိုပတ်ဝန်းကျင်မျိုးကိုတည်ဆောင်နေပါသလဲ။စိတ်ဖိစီးမှုကိုမွေးထုတ်ဖိနေတဲ့ပတ်ဝန်းကျင်လားဒါမှမဟုတ်လူတိုင်းရဲ့ passion ကိုတောက်လောင်စေတဲ့ပတ်ဝန်းကျင်မျိုးလားရွေးချယ်မှုကကျွန်တော်တို့လက်ထဲမှာပဲရှိပါတယ်